ရရှိသူမနေရအောင်စိတ်မြင့်ပေါ်သို့ကြွပေးပါရှင်မိဘများအနေနဲ့ဆွေးရရှိသူများရဲ့အမည်စာရင်းကို project ပြန်မှာကြည့်ရှုနိုင်ပါလိမ့်ရှင်ခုလိုသူကြည့်မြင်ပြီးတော့အထက်ကတော့ကျောင်းဆရာမကြီးဒေါ်တီတီတွေအားအထူးဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ပညာရေးစုများ၏ဂျွန်ကုတ်ကိုစကန်ဖက်ကဆွေးရရှိသူရဲ့အမည်စာရင်းကိုကြေညာပေးပါရန်နဲ့စုကြည့်ပေးပါရန်အနာကခွဲအေးရင်ကျောင်းဆရာမကြီးဒေါ်လူရီအားဂရောတရားရှိထား၍ရိုသေလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါလိမ့်ရှင်ကိုနေရာပြောင်းလို့ရလားရှင်စကတိမမရှင်不是你好，我关于现在咱国防有干的在哪里？在家里面的，可能在心里面啊，你家孩子那边的，毛奶啥的，没法子干嘛做的。ပထမဆုံးရရှိပါတော့မောင်တိုင်းစာနေအကျေဝဲဝေပုံရိပ်များကိုလူကြီးမင်းများအနေဖြင့်ကြည့်ရှုပေးပါရှင်ဒီလိုဆိုကြည့်မြင်ပေးပါတော့